ကဲဒီနေ့ကတော့မိုးကုတ်မြို့တည်ထားတဲ့ပုံစံကိုနည်းနည်းရှင်းပြမယ်ပေါ့ဗျာနော်ဒီနေရာတော့မိုးကုတ်မြို့လဲဦးအထက်ဘက်ရှုခင်းတာလို့ခေါ်တဲ့နေရာပေါ့ဗျာနော်ပြောရရင်တော့ view point ပေါ့ဗျာနော်ဒီနေရာနဲ့တွားလိုက်လို့ရှိရင်မိုးမိတ်လမ်းပေါ့ဗျာနော်မိုးကုတ်ကိုအဓိကဝင်ထွက်တွားလာတဲ့လမ်း၃ခုရှိတယ်ပေါ့ဗျာနော်တစ်ခုကတော့မိုးကုတ်လမ်းပေါ့ဗျာနော်မိုးမိတ်ကနဲ့လာလို့ရှိရင်ဒီနေရာဒီမိုးကုတ်အစပေါ့ဗျာနော်ဒီရဲ့ရွာကိုအုံးပင်ရေထွက်ရွာလို့ခေါ်တယ်ပေါ့ဗျာနော်ငကိုတော့ကတော့တွင်းနေအကြီးကျယ်လောက်ခဲ့တဲ့နေရာပေါ့ဗျာနော်နောက်ပိုင်းကျတော့ရက်ွက်ဖြစ်သွားပေါ့ဗျာနော်အဲ့ဒီပေါ်မှာကျတော့အုံးပင်ရေထွက်အထက်ရွာပေါ့ဗျာနော်ဒီကနေ့ကြည့်လိုက်ရင်လည်းအုံးပင်ရေထွက်ရွာကိုလမ်းမြင်နေရတာပေါ့ဗျာနော်ဒါရွာလေလောက်နီးနီးကြတာပေါ့ဗျာနော်ဟောတော့ကတော့အုံးပင်ရေထွက်ရက်ွက်လို့ခေါ်တာပေါ့ဗျာနော်အခုတော့နှစ်ပေါင်းများစွာကြာလာတယ်ရွာတွေကလည်းအကြီးကြီးဖြစ်လာပြီဆိုတော့ရက်ွက်နာမည်လည်းလှလှလေးပေးထားကောင်းပေးထားနိုင်တယ်ပေါ့ဗျာနော်ရက်ွက်နာမည်တော့ကိုလည်းမသိတော့ဘူးပေါ့ဗျာနော်ဒီကနေ့ကြည့်လိုက်ရင်တော့လုံးဝရွာလေပေါ့ဗျာနော်အုံးပင်ရေထက်ရွာလေပေါ့ဗျာနော်ဒီကနေ့လမ်းကြည့်လိုက်ရင်စိုက်ခင်းလေးတွေတွေ့မယ်ဟောတော့ကလှုပ်ထားတဲ့တွင်းအင်းပြဲလိုနေရာမျိုးကိုတွေ့မယ်ပေါ့ဗျာနော်ဟိုးရှေ့တောင်ကုန်းမှာတော့တန်လွင်တောင်ပေါ့ဗျာနော်အဲ့ဒါတွေလည်းကွက်တစ်တွေပေါ့ဗျာနော်ပြန်နဲ့ကြည့်လိုက်ရင်အဲ့ဒါကတော့လေဦးပေါ့ဗျာနော်လေဦးအထက်ရွာကြမှာပေါ့ဗျာနော်ဒီမှာဗျဒီအနေထားနဲ့ကြည့်လိုက်ရင်ဒါလေဦးရက်ကွက်အားလုံးကိုလည်းမြင်ရတယ်ဗျာနော်မိုးကုတ်မြို့ရဲ့3ချိုး2ချိုးတို့မဟုတ်4ချိုးကို3ချိုးလောက်မြင်ရတဲ့အနေထားမှာရှိတယ်ပေါ့ဗျာနော်မိုးကုတ်မြို့ကိုဘယ်လိုဖွဲ့စည်းထားလဲဆိုတော့အရှေ့ပိုင်းရဲ့အနောက်ပိုင်းရဲ့ဆိုမှခွဲခြားထားတာပေါ့ဗျာနော်အရှိပိုင်းရဲ့ဒီဂျိုင်ဝမ်ထဲမှာရှိပြီးမှအလျားအရှည်ဒီ10မိုင်ပတ်ဝန်းကျင်ရှိတယ်ပေါ့ဗျာနော်အနန္ဒီ4မိုင်ပတ်ဝန်းကျင်ရှိတယ်ပေါ့ဗျာနော်မိုးကုတ်အရှိပိုင်းနဲ့အနောက်ပိုင်းရဲ့ဂျားထဲမှာဒီရက်ွက်တွေမရှိဘူးပေါ့ဗျာနော်အဲ့မှာ10မိုင်လောက်ခြားထားတယ်ဗျအဲ့ဒီ10မိုင်ကျော်တိုင်းအနောက်ပိုင်းဆိုတာရှိတယ်ပေါ့ဗျာနော်အနောက်ပိုင်းဒေါ်နန်းကြည်တောင်ကိုဒီကနေ့မြင်ရတယ်ဗျအဲ့မှာအဲ့ဒီဘူးလေးကအဲ့ဒါဒေါ်နန်းကြည်တောင်ပေါ့ဗျာနော်အနောက်ပိုင်းကျတော့လဲအလျားအပြင်10မိုင်အနံအပြင်4မိုင်ပတ်ချလဲလောက်တော့ရှိမယ်ပေါ့ဗျာနော်အရှိပိုင်းဖြစ်ဖြစ်အနောက်ပိုင်းဖြစ်ဖြစ်ဘေးမှာရွာငယ်ပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းတည်ရှိတယ်ပေါ့ဗျာနော်မိုးကုတ်မြို့အရှိပိုင်းဒီအရှိအရက်မှာရှိတော့အလွယ်တကူအရှိပိုင်းလို့ခေါ်ပြီးအနောက်ပိုင်းဒီအနောက်အရက်မှာရှိတော့အနောက်ပိုင်းလို့အလွယ်တကူခေါ်ကြပါပေါ့ဗျာနော်ထူးခြားမှုအနေနဲ့ရှေ့ပိုင်းဒီဂျိုင်ဝမ်ဒဲအိုးထဲမှာအဲ့လိုပုံတရာမျိုးမှာတည်ထားတဲ့မြို့ပေါ့ဗျာနော်အနောက်ပိုင်းကျတော့ဂုံးမြင့်အဲ့လိုအမြင့်ပေါ်မှာတည်ထားတဲ့မြို့ကလေးဖြစ်နေတာပေါ့ဗျာနော်အရှေ့ပိုင်းအနောက်ပိုင်းဆိုမှကွဲပြားခြားနားတာပေါ့ဗျာနော်အနောက်ပိုင်းကျတော့မန္တလေးဖော့ဒေါ်လာနဲ့တက်လာလို့ရှိရင်စရောက်လို့ရှိရင်အနောက်ပိုင်းကိုစရောက်တော့ပေါ့ဗျာနော်မြို့ရဲ့အစမန်းလေးကလာရင်အဲ့ဒီကောင်ကမြို့အစပေါ့ဗျာနော်ဒီဘက်ကျတော့တောင်ကချင်ဘက်ဖြစ်သွားပြီပေါ့ဗျာနော်တောင်ကချင်ဘက်နဲ့လာလို့ရှိရင်ကြောက်မဲမိုင်းလုံးမိုးကုတ်တို့မဟုတ်ပြင်ဦးလွင်မိုင်းလုံးမိုးကုတ်ပေါ့ဗျာနော်အဲ့မှာဝင်ပေါက်တစ်ပေါက်ပေါ့ဗျာနော်အားလုံးမိုးကုတ်ဒီဝင်ထွက်ပေါက်ပြင်မ3ပေါက်ရှိတယ်ပေါ့ဗျာနော်မန်းလေးဖော့တော်တစ်ပေါက်မိုးမိတ်မိုးကုတ်တစ်ပေါက်မိုင်းလုံးမိုးကုတ်တစ်ပေါက်အဲ့လိုဆိုပြီးမှဖွဲ့စည်းတည်ရှိတယ်ပေါ့ဗျာနော်ဒီနေရာတွေကရခင်မြေကြောက်အရန်ထွက်အရန်ကောင်းအရန်ကြီးတဲ့ဒေတာတွေပေါ့ဗျာနော်ဒီရှေ့မှာလွင်ပြင်ကလေးတစ်ခုရှိတယ်ဒါတွေကလည်းဟိုးတုန်းကတွင်းလုံးဧရိယာတွေပေါ့ဗျာနော်နောက်ပိုင်းတွင်းနေမလို့တော့ရက်ွက်တွေတူးချက်နဲ့အားလုံးဒီရက်ွက်ဖြစ်တော့ပါဗျာနော်လွန်ခဲ့တဲ့နှစ်ပေါင်း30နဲ့အခုနောက်ပိုင်းဘာကွာလာလဲဆိုတော့မြို့ပြဧရိယာတွေကျယ်လာတယ်အိမ်အဆောက်အဦတွေများပြားလာတယ်အိမ်အဆောက်အဦတွေကောင်းမွန်လာတယ်ပေါ့ဗျာနော်ဒါပေမဲ့အိမ်ဆောင်ထားတဲ့အရက်ဒေတာအားလုံးဒီကြောက်ထွက်ဧရိယာတွေဖြစ်တဲ့အတွက်ကြောက်ဒီရှားပါသွားတာပေါ့ဗျာနော်လူဦးရေထူထပ်တိတ်တဲလာတဲ့အိမ်အဆောက်အဦတွေကောင်းလာတယ်များလာတယ်ဒါပေမဲ့ကြောက်ထွက်ဧရိယာဒီရှားပါသွားတာပေါ့ဗျာနော်ဒီလိုတောတွေတောင်တွေခြံတွေတချို့လယ်တွေတောဆက်တောင်ဆက်တွေမှာကြောက်ထွက်တယ်ဗျာနော်ဒါပေမဲ့ဒီလိုမြေပြန့်လွင်ပင်တွေလောက်တော့မထွက်ဘူးပေါ့ဗျာနော်အမှန်ပြောရရင်ဒီ10မိုင်တို့မဟုတ်10မိုင်ပတ်လည်ဒီအားလုံးဗရမ ्या ထွက်ရှိရာဒေတာလို့နော်နောက်ပိုင်းလူတွေကလူနေအဆောက်အဦကိုဦးစားပေးလိုက်တော့
တွင်းလောက်တဲ့ area ဒီရှားပါသွားတာပေါ့ဗျာနော်အဲ့ဒါကြောင့်ကျောက်မြတ်ရတနာဒီပို၍ရှားပါသွားတာပေါ့ဗျာနော်အဲ့တော့ဘာလို့မိခိုရလဲဆိုတော့ပထမထက်ရှိမှုဒီအဓိကတော်တဲ့တောင်တဲ့သူများတွေရဲ့လဲတဲ့ခြံတဲ့ကဲကျွင်းအဲ့ဒါတွေကိုပဲမိခိုပြီးမှကျောက်မြတ်ရတနာကိုလုတ်ကင်ရတာပေါ့ဗျာနော်โอเคဒါတော့မိုးကုတ်မနက်စောစောရှုခင်းပေါ့ဗျာနော်တိမ်ပင်လေကိုနေ့တိုင်းကြည့်နေ့တိုင်းမြင်ရတဲ့အရက်ဒေတာဖြစ်တယ်ပေါ့ဗျာနော်အခုက9နာရီဝန်းကျင်ကြည့်လိုက်မြူတွေစိုင်းပြီးမှနေနေတာပေါ့ဗျာနော်ဒါကြောင့်မိုးကုတ်မြို့ဒီတိမ်နေမြူတွေဖုံးအုပ်ပြီးမှကွယ်ဝက်ထားတဲ့မြို့နတ်တွေကွယ်ဝက်ထားတဲ့မြို့ပေါ့ဗျာနော်မိုးကုတ်မြို့နောက်ပိုင်းရဲ့ဒေါ်နန်းကြည့်တောင်ပေါ့ဗျာနော်မကြခင်ဒေါ်နန်းကြည့်တောင်မှာတက်ပြီးမှအနောက်ပိုင်းရဲ့မြို့ပြရှုခင်းတဲ့အနောက်ပိုင်းရဲ့ပုံမြင်တမိုင်းလေးတွေကိုပြောပြမယ်ပေါ့ဗျာနော်ဟုတ်ကဲ့ကျေးဇူးတင်တယ်ဗျာနော်